Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အစီအစဉ်ကိုကြည်ရဲ Bro Nyuki အကုန်လုံး Shorty လန့်လေးနဲ့ဘာညာအားလုံးဆင်ပြေကြပါစေကျွန်တော်ရဲ့အစီအစဉ်လေးကနေအားလုံးကြိုဆိုလိုက်ပါတယ်ဒီနေ့2 နာရီ15မိနစ်မှာကစားမယ်ဦးဒေးနီးနဲ့ရိုမာပွဲမှာအဆင့်9မှာရှိတဲ့ရိုမာတော့သူကတော့ခြေပေးမှာပေါ့ဒါပေမဲ့အင်ရှင်ဦးဒေးနီးကလည်းအမြဲတမ်းရိုမာကိုဘယ်နည်းပြပဲဖြစ်ဖြစ်အိမ်ကွင်းမှာတော့အနည်းဆုံးတည်သမှတ်တော့ကစားရတယ်ဗျာကျွန်တော်အကြိုက်ရပြောရရင်တော့ကျွန်တော်ဦးဒေးနီးကြိုက်ပါတယ်ဒီနေ့ညမှာရှင်ပြန်ကစားမယ်ကျွန်တော်အကြိုက်ရဒုတိယမြောက်ပွဲရတော့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့မာယော့ကာနဲ့စီဗီလာပွဲစဉ်ပဲဖြစ်ပါတယ်ပတ်ကန်နိုင်ပါတယ်မာယော့ကာကအဆင့်14ဆိုပေမဲ့သူ့ရဲ့ခြေသွမ်းရကြည့်ရင်သူကအဝေးကွင်းတအားညံ့ပါတယ်အင်ရှင်ဒါဆိုရင်မင်းအင်ရှင်စီဗီလာတဲ့ဆိုင်တော့အိမ်ကွင်းအားနည်းနည်းပိုတာမယ်ထင်လို့ပါဒါအဲကြောင့်ကျွန်တော်ဒီညမာယော့ကာကြိုက်ပါတယ်ကျွန်တော်အကြိုက်ကိုဘက်ကန်ကျန်တဲ့ညီကိုညိုကီများဘက်ကန်နိုင်ပါတယ်အားလုံး peace ဆာလန်နဲ့ဘန်လီပွဲမှာဘန်လီပဲကြိုက်ပါတယ်အကုန်လုံးကတော့ဒီလောကလုံးဆာလန်ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဘန်လီဘက်ကနေရဲသွင်းပြီးတော့နေကြည့်ချင်ပါတယ်အကြိုက်တူရင် like ဆော့ပါအကြိုက်မတူရင်ဘက်ကန်နိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကြည့်ရှုပေးကြတဲ့ဘော်ဒါညိုကီတယောက်ချင်းစီတိုင်းပစံတွေအများကြီးဝင်ပြီးဘာပဲလုပ်လို့အကုန်အောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ